တော့ဒီမှာနော်ဒီရှင်ဟင်းလေးဒီအမေသားရှင်ဟင်းလေးပေါ့ရှက်ဖို့တော့ဒီမှာနော်ရေနေကြိုပြီနော်ရေနေကိုအရင်ကြိုပါတယ်ဆိုတော့ရေနေကိုအရင်ကြိုနော်တအားလှလှပပတော့မအိမ်မှာစားတဲ့ပုံစံမျိုးပဲဒါပေမဲ့ဒီကောင်ကတော့နင်းနေတော့ချက်ရတာတော့လွယ်ဒါပေမဲ့ဒီအမေသားများတယ်ပေါ့နော်အမေသားများနော်ဒီမှာအရေးကြိုတဲ့အချိန်မှာဒီမှာထည့်မယ်နော်ဒီမှာဂျင်းတို့စပလင်တို့အကုန်လုံးထည့်ပြီးတော့ကြိုလိုက်မယ်ဗျာဂျင်းတို့စပလင်တို့သူတို့အနမ်းလေးတွေနည်းထွက်တော့အောင်နော်ဒီအရေးတွေမှာအနမ်းလေးတွေနည်းရအောင်ကြိုလိုက်မယ်နော်ကြိုလိုက်ပါမယ်အဲ့ဒါတော့ကြိုလိုက်ပါမယ်နော်ကြိုလိုက်ပါမယ်ဆူတဲ့အထိကြိုမှာနော်ရေဆူတဲ့အထိကြိုပါမယ်အဲဒါတော့အမေသားမဟုတ်ဘူးနော်ဒီအကျော်တွေအယွတ်တွေပါတယ်အသေးတွေဒီလိုပေါ့ကြောက်ကတ်တွေဒီလိုပေါ့အရေးခွန်တွေလေးပါတယ်အရေးအကြီးအချောတွေပေါ့ဗျာဒီလိုပေါ့အမျိုးသားအားတို့ဆိုပေါ့ယောက်ျားတွေအတွက်ဆိုကောင်းတယ်နော်ဒီဟာယောက်ျားတွေအတွက်စားသင်းနေနော်ဒါကြိုကြီးမှစားသင်းနေနော်ဒီမှာကြည့်လိုက်အသားမဟုတ်ဘူးနော်ဒီအယွတ်တွေအူတွေအသေးတွေအစုံပေါ့ဒီထိုင်းနိုင်ငံမှာရောင်းနေအဲ့လိုမျိုး1ကီလိုမှ100မြန်မာငွေနဲ့ဆို2000လောက်ရှိနေတယ်တူတယ်1000ခွဲ2000ကျော်2000နီးပါးလောက်ရှိနေတူတယ်ဒီကနော်ဒီမှာရင်းနေကြိုထားတယ်နော်ခဏလောက်ဒီမှာပြတာနော်ဒါအသားမဟုတ်ဘူးအမေသားဆိုရင်အမေသားအယွတ်တွေပါတယ်ပေါ့အဲ့ဒါကိုချင်းဆက်စားရနော်ယူရနိုင်ငံမှာဒီဟာကအရင်ရောင်းလို့ကောင်းတယ်နော်ဆူလာပြီနော်ဆူလာပြီဆိုရင်အမေသားထည့်မယ်နော်အမေသားကိုဖြည်းဖြည်းလေးထည့်မယ်နော်ဒီကကျွန်တော်1ကီလိုလုံးချက်လိုက်တယ်ဟိုမှာဘော်ဒါတွေစောင့်နေလို့ဘော်ဒါတွေဟိုမှာဘော်ဒါတွေလာလေလို့1ကီလိုလုံးအကုန်လုံးချက်လိုက်ဒါပေမဲ့1ကီလိုကြာများတယ်တယောက်တည်းကြတော့ဒါပေမဲ့ဒီကောင်ကအရေးလေးတောက်တော့စောင်းရမိုင်နော်အရေးလေးတောက်တော့ဒါကောင်းတယ်အဲဒါကြောင့်မလို့ကျွန်တော်ကဒီညံ့လေးချက်တာပေါ့ညံ့အသားထက်ဒီကောင်ကအရေးကပုံမိုက်တယ်နော်ဒီထိုင်းနိုင်ငံဈေးတွေမှာဆိုသူကရောင်းနေကြတယ်တထုပ်ကိုတော့ပါတထုပ်ကို25ကျပ်လားမသိဘူးရောင်းတယ်တထုပ်30 2ထုပ်ဆိုရင်50ပေါ့သူက25ကျပ်နဲ့ရတယ်မိုက်ကျွန်တော်တို့တအားကြိုက်တယ်ပေါ့အမျိုးသားအာတိုးစေပေါ့ဒီသူ့အနေနဲ့ကြိုထားလိုက်မယ်နော်သူ့အနေနဲ့ကြိုထားလိုက်မယ်ဒီတန်းလေးနေကြိုထားလိုက်မယ်နော်โอเคအနေထားလေးဆူလာပြီပွက်လာပြီဆိုရင်သူကပွက်လာပြီဆိုရင်ဒီမှာငရုတ်သီးအစိမ့်ထည့်မယ်နော်သူကငရုတ်သီးအစိမ့်ကိုတခါတည်းမထည့်ဘူးပါပြီလို့ဆိုသူကအစိမ့်နဲ့ပြောက်ရမှာဆိုတော့တအားချက်တယ်ဆိုရင်အစိမ့်နဲ့ပြောက်ရမှာဆိုလို့နော်ဒီမှာငရုတ်သီးအစိမ့်ထည့်မယ်ပြီးသူတို့ကဒီငရုတ်သီးစိတ်ထဲပြီးသူတို့စားတာဘယ်လိုစားလဲဆိုတော့ငရုတ်သီးဒီလှော်ပြီးတော့ထောင်းထားတဲ့အမှုန့်ကိုလည်းထည့်စားတယ်သူတို့ကအဲ့ဒီအနံ့ကိုပေါ့ပြီးဒီမှာမကြီးရည်လေးထည့်ရနော်ပြီးမကြီးရည်လေးထည့်တယ်သူကပြီးတံပြာသီးလေးဟိုကဖြန်းပြီးတော့စားတယ်ပေါ့တံပြာသီးလေးဖြန်းပြီးတော့စားတယ်ဗျာတံပြာသီးအနံ့ကိုယူတာပေါ့သူတို့ကအဲ့လိုမျိုးဒီမှာဒီလိုဆူလာပြီးကြရဲ့အကုန်ထည့်ပြီးတော့ငရုတ်ကောင်းစည်းတွေပါတယ်အကုန်ထည့်ပြီးအဲ့မှာအကုန်လောင်းထည့်ပြီးဒါပေမဲ့ချက်ရတာတော့လွယ်တယ်ဒါပေမဲ့အမေများပေါ့ဒီကောင်ကအမေများဒီမှာစက်သွန်နီဆိုနေဒီကခွေးထားတာပေါ့လေးချမ်းခွေးထားတဲ့ဟာလေးတွေထည့်နော်လေးချမ်းခွေးထားတဲ့ဟာလေးတွေထည့်သူတို့ထောင်းပြီးတော့မထည့်ဘူးနော်စက်သွန်ပြီဆိုလေးချမ်းခွေးထားတဲ့ဟာလေးတွေထည့်တယ်ဒီမှာကြည့်ဒီမှာစက်သွန်ဖြူဆိုရင်လည်းအဲ့လိုမျိုးတပြားရိုက်ထားတာပေါ့တပြားရိုက်ထားတဲ့ဟာလေးတွေထည့်တာပေါ့ဒီသူကအဲ့လိုထည့်တာနော်အဲ့လိုထည့်တာသူကအစုံထည့်တာအဲ့လိုမျိုးဒါပေမဲ့ချက်ရတာတော့လွယ်တယ်ဒါပေမဲ့နင်းအမေများပေါ့ဒါတော့ဂျင်းတို့စက်သွန်တို့ဘာလို့ဆိုပလေးတွေရိုက်ပြီးမှအဲ့လိုမျိုးထည့်ရတာပေါ့အဲ့လိုမျိုးဒီနေ့ကတော့တယောက်စာဆိုနင်းများတယ်ဒါပေမဲ့ကျွန်တော်ဘော်ဒါတွေရောက်နေဆိုဘော်ဒါတွေကျွေးဖို့တဲ့ဒီမှာချက်ရတာဒီမှာနော်ဒါအိမ်မှာချက်စားတဲ့ပုံစံမျိုးပြောဗျာထိုင်းနိုင်ငံမှာဒီအိမ်ကချက်တခါဒီဟာကြီးကိုဒီ blog ပုံစံမျိုးနဲ့ရိုက်တယ်မကိုစားတဲ့ပုံစံမျိုးလေးပေါ့ကိုစားတဲ့ပုံစံမျိုးလေးရိုက်ပြတာပါမကြည့်ရတော့မကြမ်းမိုက်နော်ထားဆိုရပြီနော်အနေထားဆိုရပြီဒီတအားကြီးဒီတအားကြီးပြောလေးမကြိုက်တဲ့လူဆိုရင်တော့မြတ်ကြိုးပေါ့ဒီတော့အနေထားလို့ဆိုရပြီနိုင်ရီက45မိနစ်လောက်ဆိုရပြီနော်ဒီတော့ဟောလေးထည့်မယ်ဒီက6ရွက်လေးထည့်တော့ပါဒီ6ရွက်လေးထည့်မယ်ဒီအမှန်တကယ်ကြဒါတွေကစားကနေကြမှာထည့်တာနော်သူတို့ဆိုင်တွေမှာရောင်းနေဆိုဒီစားကနေကြမှာထည့်တယ်ပေါ့ကျွန်တော်တို့ကြတော့အဲ့လိုဒီအချိန်မရှိဘူးလေနော်အချိန်မရှိတဲ့အတွက်ဒီမှာတခါထည့်လိုက်တော့မယ်ဒီမှာနန်းပဲနေပါတခါထည့်လိုက်ပြီနော်ထည့်လိုက်ပြီနော်အမေကြဒီຢာတွေကဘယ်လိုပြောလဲစားခံနေကြမှာထည့်တယ်ပေါ့သူတို့ကနော်အဆင်ပြေပါပြီနော်ဒီမှာနော်အဆင်ပြေပါပြီโอเคနော်โอเคပါဒါအမျိုးသားအတိုးစေနော်အမျိုးသားအတိုးစေပါဒါကိုချင်းရင်လေးဘယ်လိုစားလဲဆိုတော့ကျွန်တော်လုပ်ပြမယ်နော်ဒီမှာငရုတ်ကောင်းစီအမုံလေးနည်းနည်းလေးထည့်မယ်နော်စက်ကြိုင်တော့များထည့်ပေါ့နော်များထည့်ပေါ့သူတို့စီမှာရောင်းတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုး
အိမ်မှာလှုပ်ရှားလို့ရတယ်ဗျတအားကြီးမခတ်ဘူးဒါပေမဲ့ဒီကောင်ကအမေများတယ်ပေါ့ဒီမှာနော်ဖန်ဖျားလေးနည်းနည်းထည့်မယ်နော်ဒီမှာနော်ဖန်ဖျားလေးနည်းနည်းညှစ်ထည့်မယ်နော်နည်းနည်းချင်းလေးကျွန်တော်တို့ကအချင်းကြိုက်တဲ့အတွက်ဒီဖန်ဖျားလေးချင်းလေးကြိုက်တယ်ပေါ့နော်ချင်းလေးကြိုက်တဲ့အတွက်အဲ့လိုမျိုးဖန်ဖျားလေးညှစ်ထည့်မယ်ကြာဒီမှာဖန်ဖျားလေးညှစ်ထည့်မယ်နော်ဖန်ဖျားလေးညှစ်ထည့်လိုက်မယ်နော်ဖန်ဖျားလေးညှစ်ထည့်ပြီးရင်ဒီကောင်ကဖန်ဖျားလေးညှစ်ထည့်ပြီးဒီကောင်ဇွန်နဲ့ခတ်ရမှာပေါ့ညှစ်ထည့်ပြီးဆိုရင်ဒီလိုခတ်မယ်ဗျာပူတော့ခတ်မယ်နော်ခတ်မယ်ဒီလိုထည့်မယ်ပေါ်လာရင်တော့ဆွဲမယ်ဆိုတော့မြတ်ထည့်ရမှာပေါ့နော်ဟိုလိုထည့်မယ်ဒီစားတွေပါတွေဆိုရင်တော့ငံပြားတွေပါတွေထည့်ပေါ့နော်ငံပြားတွေပါထည့်အဲ့လိုခါလောက်မယ်နော်အနေထားလေးကအဲ့လိုဖြစ်တော့တယ်နော်အနေထားလေးကအဲ့လိုဖြစ်တော့တယ်ဒီတော့အနေထားလေးနော်ဝေးနေရောပဲဆက်လေးပေါ့ကောင်းတယ်ရှယ်ပဲစားတွေပါတွေကိုမကြိုက်ဘူးဆိုငံပြားတွေထည့်စားလို့ရတယ်ငံပြားလေးပါထည့်စားလို့ရတယ်โอเคတယ်နော်မိုက်တယ်